ဗီနွန်ကကျွန်တော်ကိုပထမဆုံးအကြိမ်အမှုကူရှင်းပေးခဲ့တုန်းကသူကူညီပုံကတကယ်ကိုထူးဆန်းပါတယ်ကျွန်တော်ကတော့ဘာမှမသိသေးတဲ့တဲလွန်စားတွေကိုစိုက်ကြည့်ပြီးဘယ်လိုဖော်ရမလဲစူးစမ်းနေတော့သူကကျွန်တော်လက်တွေကိုထိန်းချုပ်ပြီးပုံတွေရှောက်ဆွဲပါတော့တယ်အဲ့ဒီနောက်ကျွန်တော်လှုပ်တာအရန်နေတယ်လို့ထင်သွားပုံရတယ်တကူလုံးကိုလုံးဝကြီးဝင်စီးသွားပြီးအနက်ရောင်အမြင့်နှန်းကြီးတွေထွက်လာပါတယ်ပြီးတော့အဲ့ဒီအမြင့်နှန်းတွေကိုတုံးပြီးစက်ကူအကြီးပုံမှာပုံစံတစ်ခုကိုပြန်ဆွဲလိုက်တယ်အဲ့ဒီနောက်မှာတော့အင်တာနက်ပေါ်ကပုံရိပ်တွေနဲ့တိုက်စစ်ကြည့်လိုက်တဲ့အခါလူသက်သမားရဲ့အလောင်းဖြောက်ထားတဲ့နေရာကိုရှာတွေ့သွားခဲ့ပါတယ်တက်သေးတွေထွက်လာပြီးတဲ့နောက်မှာတော့ကလိတက်ကိုတေတန်စီရင်ချက်ချလိုက်ပါတော့တယ်သတင်းတွေမှာတော့ကျွန်တော်ကိုကျေးဇူးတင်ကြောင်းပြောနေကြပါတယ်တကယ်တမ်းနောက်ွယ်ကလှုပ်ပေးခဲ့တဲ့ကောင်ကတော့ကျွန်တော်ခန္ဓာကိုယ်ထဲမှာယူမတက်ဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကသူ့ကိုလူဆိုးတွေကိုဖန်ဆားခွင့်မပေးလို့ပါကျွန်တော်ကသူ့ကိုချောကလက်နဲ့ကြက်သားပဲစားရမယ်လို့ပြောထားတော့သူကမကြိုက်ပါဘူးသူကသူ့ရဲ့ဆန္ဒကိုပြဖို့အတွက်ကားတာယာကြီးကိုတောင်ကိုက်ဖြတ်ပြီးလူကောင်းတွေပဲစားကျင်တယ်လို့အော်ဟစ်နေတော့မှာပဲကျွန်တော်လည်းဘာမှလုပ်လို့မရတာနဲ့သူ့ကိုအစာကျွေးဖို့အပြင်ခေါ်သွားခဲ့ရတယ်ဒါပေမဲ့ချောကလက်တွေကကုန်နေပြီးကြက်သားကလည်းသူ့အတွက်မလုံလောက်ခဲ့ပါဘူးနောက်တစ်နေ့မှာတော့ဗီနွန်ကတွတ်တွတ်နဲ့ဆက်ပြီးညှဉ်းညူနေတော့မှာပဲတစ်ဖက်ကလည်းသူ့ရဲ့အမြင့်နှန်းတွေနဲ့ကျွန်တော်အတွက်မနှက်စာချက်ပေးနေပြီးစာတွေကိုပါလှမ်းယူပေးနေပါတယ်အဲ့ဒီအချိန်မှာပဲစာတစ်စောင်ကိုတွေ့လိုက်ရတယ်အဲ့ဒါကကလိတက်စီကလာတဲ့စာပါသူကကျွန်တော်ကိုတွေ့ချင်နေတာပါဗီနွန်ကိုခေါ်ပြီးထောင်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ထောင်ဆောင်ရဲ့တတိပေးချက်ကိုအလေးမထားပဲကြော်ဖြတ်ခဲ့မိတာပေါ့ကလိတက်စကားပြောလာတာနဲ့သူကကျွန်တော်ကိုစပြီးရန်ဆဆွပေးပါတော့တယ်ဗီနွန်တယောက်ဘလို့မှအောက်မခံနိုင်တော့ပဲအနက်ရောင်အမြင့်တန်းကြီးတစ်ခုထွက်သွားပြီးတိုက်ခိုက်လိုက်ပါတော့တယ်